Okay ပါဒီနေ့ချင်းနေအားလို့ပြန်နေကြတယ်ခုဒီနေ့ကတော့ယူနီကရှင်းပြမှာဖြစ်ပါတယ်အရင်ဆုံးအဲ့ဟာလေးကိုထည့်မှာမယ်အဲ့ဟာလေးထည့်ပြီးရင်ဒီမှာကားလေးဂျပန်ကားလေးထည့်မှာမယ်မဆန့်ဘူးတော့မဆန့်အဲ့ဟာဖယ်လိုက်မယ်အဲ့ပါကုန်ပြီအဲ့ဆိုအဲ့ဟာပြန်ထည့်မယ်အဲ့ဟာပြန်ထည့်ပြီးရင်သူ့ကိုအမထားမယ်သူ့စကူရှိကြအမထားမယ်ပေါ့အဲ့လောက်ပူပိုင်းပေါက်တွေမထားရသေးဘူးပဲအဲ့ဆိုလိုက်ပူပိုင်းပေါက်လေးကိုကြတော့ထည့်ပြီးမထည့်ရသေးဘူးအဲ့ဟာကိုထည့်မယ်ဒါဆိုအဲ့လောက်ပူပိုင်းပေါက်လေးကိုထည့်မှာဒါပြီးရင်အဲ့ဟာမီနီပိုင်းပေါက်ကိုဘလော့မီနီပိုင်းပေါက်တွေအမှထည့်မယ်အဲ့ဆိုဟာလေးကိုပေးလိုက်မယ်ဒါရှုပ်ပါနေဟာကိုရှင်းမယ်ချက်အဲ့ဆိုပြောင်းနေတာဒါလေးရှုပ်ပါနေရဆိုအဲ့ဆိုထည့်ရှင်းမယ်အဲ့ဆိုရှင်းပြီးသွားပြီဆိုတော့အောက်ကဟာရောအပေါ်ဟာရောအကုန်ရှင်းပြီးသွားပြီဒါဆိုယူနီကအမဒါဆိုဒီမှာဟိုမှာခေါင်းစီကျိုးပဲခေါင်းစီကျိုးလေးကိုဒီမှာထားလိုက်မယ်ဒါဆိုဒါထမင်းပန်းအောင်ပါယူနီချက်တဲ့ထမင်းပန်းဝါရဆိုင်ကရီယာဒါကြတော့ယူနီရဲ့ accessory ရဲ့ယူနီဖတ်တဲ့စာဝေးဒါပြီးတော့မှဒါကတော့ယူနီစပွေးလို့လည်းပြောလို့ရပါတယ်ဒီမှာတော့မီနီဘိုင်းဘောက်လေးပေါ့ဖုန်းလေးပေါ့ယူနီနောက်တူရောမှာတင်ပေးထားတယ်ပေါ့ဒါကယူနီရှိမှမြင်ရမှန်ပေါ့အမှန်ကတော့ယူနီတက်ကြည့်လို့ရယူနီဖေမေလည်းအကုန်ကြည့်လို့ရပါတယ်ဒါကြောင့်ယူနီကလှနေဟေးအဲ့ဆိုယူနီကအရင်ကြိုက်တဲ့ဒီမှန်ပေါ့ဟိုဟာအဖုန်းလေးယူနီဆွဲထားတာပါဒါပြီးတော့မှယူနီကအရင်ပြောပါတဲ့ဒီမှာနေရတာပေါ့ဟောထမင်းဆိုင်နေရဒါကြထမင်းပကံအိုးရီကန်ဒါကတော့ဟိုပါပေါ့ညနာတည့်တဲ့နေရဒါကြထမင်းပေါင်းနေထားတာဝါရောမုန်းနေရောဒါဆိုယူနီကမှန်ထက်ကြည့်ရပေါ့မှန်ထက်ကြည့်ပါတယ်ယူနီ channel ကိုဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါမေးလို့လိုက်ရစုကြိုက်လေးလည်းလုပ်ဖို့မမေးနဲ့အောင်နော်တတာ